နောက်တစ်မျိုးမရောစေအောင်ထပ်ပြီးတော့ရောင်းပေးအောင်ပါဘာတွေရောင်းပေးအောင်ပါလဲဆိုရင်ဒီလိုတပတ်ကြီးတွေကိုသူများကတစ်ထည်ကို6တောင်ရောင်းနေတဲ့အချိန်မှာမမိုးကအနည်းဆုံး9တဲ့တစည်းယူပေးရပါမယ်မမိုးကချစ်တဲ့သူတွေရှိကိုအရောက်ပို့ပေးမှာမဟုတ်လို့ချစ်ကျေးလေးနဲ့ပဲထပ်ပြီးတော့ရောင်းလိုက်မယ်9000နဲ့ရောင်းပေးမှာပါနော်ဒီမှာပတ်လိုက်စမ်းယောက်ျားမိန်းမရေချောကန်းနေရနေပြီဒီလိုထွက်လာလိုက်လို့ရှိရင်အိုးရှိုးနဲ့စပိုးနဲ့ကျမအောက်ကိုပတ်ကိုကြည့်ရွှေအပေါ်ကိုပတ်လိုက်ခန်းနေတာပဲတက်ထဲကိုမမိုးက9000နဲ့ရောင်းပေးမှာပါရှင်အဲ့တော့မမိုးချစ်တဲ့သူတွေကအနည်းဆုံး9တဲ့တစီယူပေးပါရှင်မမိုးဟယ်လိုလိုက်ပါဒါမှမဟုတ်မမိုးရေငါတို့ကတော့9တဲ့ကြီးတော့များတယ်ဟာမယူနိုင်ဘူး3တယ်ကြားပါတယ်ဒီပြင်ဟာလေးနဲ့ပေါ့နော်စပ်ဖားပြီးတော့မှားမယ်မမိုးရေ3တဲ့ကြီးတော့ဘာလို့ဖို့လဲဟာငါတစ်ထည်ပဲလိုချင်တယ်ရပါတယ်မမိုးကဒီပူးဆောင်တွေကိုတစ်ထည်ချင်းလဲရောင်းပေးပါတယ်အားလုံးအကုန်လုံး9000နဲ့ပဲရောင်းပေးပါတယ်ရှင်အားလုံးကိုချစ်တဲ့မမိုးနဲ့ကိုကြီးရွှေဆိုင်မာကတော့ဘယ်ပစ္စည်းမှ1000မကျော်စေရပါဘူးရှင်ဘွား